အားစားချင်နေတဲ့ strawberry လေးထော်စားပါမယ် strawberry ကဒီဘက်မှာရှားတယ်ပေါ့နော်ဒီတို့က big bag ဆိုတော့ရှားရပေါ့နော် strawberry လေးထော်စားပါမယ်နှုတ်စီကတော့တောင်းမှတော့မရှိတော့နှုတ်စီကွန်တီလေးနဲ့ခြေခဲလေးနဲ့ထော်စားပါမယ်ဒါစားချင်တာစားလို့ရုပ်ကပြုံးညာပေါ့နော်ထော်စားမယ်ကိုက strawberry ဆိုတော့ crazy ပဲပကျင်းရှိဇက်နဲ့ပဲဖောက်ချလိုက်ကိုစားချင်တာစားနေရင်ပြောနေအဲ့လိုလေးထည့်လိုက်မယ်တကူ9000နဲ့9000နဲ့စိုးတော့မစိုးပဲအလုံး15လုံးလောက်တော့ပါမယ်ကြဒါတော့ဟိုတော့ဒီဖက်ထဲမှာလည်းရှိရပေါ့တကူ9000ဆိုလို့မစိုးတို့ဒီမှာတစ်ခွက်ကိုလောက်ပေးရတယ်တစ်ခွက်ကို9000လောက်ပေးရတယ်အများကြီးမပါဘူးပေါ့နော်ကိုကတော့ဒီတိုင်းမှာကိုစုံတော့ကိုခောက်စားမယ်ဒီရေကလေးထည့်လိုက်ပါပေါ့နော်စားကြပါအောင်ရှင်ဝင်းနော်